မာရကြတော့လေအဲ့လိုမင်းသားကန်ရှိရပါတော့ကိုရီးယားအဲ့လိုမျိုးမဟုတ်ဘူးဒါပေမဲ့မာကြီးအကြိုက်ငယ်ကိုအကြိုက်ငယ်လည်းမတူဘူးပေါ့ကိုကကြတော့ဟိုအစင်ပြေလောက်မဲ့လူလောက်ပဲရွေးလိုက်တာပေါ့နော်မာကြီးကကြတော့အဲ့လိုကောင်းမိညွတ်မိရှဲ့တီးတဲ့မာကြီးကရှဲ့တီးတဲ့အဲ့လိုမျိုးပေါ့နော်ကိုကတော့အဲ့လိုမျိုးတော့မဟုတ်ဘူးပုံမှန်နဲ့ဟိုအမှန်တကယ်တော့မာကြီးတို့လိုအနေထားနဲ့ကြတော့ဟိုယောက်ျားလေးတစ်ယောက်ချစ်ဖို့ကြိုက်ဖို့ဆိုတာကဟိုဘယ်လိုခေါ်မလဲတဘာဝတရားရလုံးမဖြစ်နိုင်ဘူးပေါ့နော်ဒါပေမဲ့ဟိုကိုနဲ့လာကြုံတွေ့တဲ့ဟိုယောက်ျားလေးတစ်ယောက်ကကိုလက်ခံနိုင်တဲ့အနေထားလေးလည်းရှိမယ်ဟိုသူနဲ့ကိုနဲ့ဟိုပေါ်ပထန်းဆက်ပါညာပေါ့နော်အကျိုးအကြောင်းကပါလာတယ်ဆိုရင်သူကိုကြည့်လိုက်တာနဲ့မေတ္တာရှိမယ်ကိုလည်းလက်ခံနိုင်တဲ့အနေထားရှိတယ်ဆိုရင်အဆင်ပြေပြီးတော့ဟိုတငယ်ချင်းလိုမျိုးမိတ်ဆွေလိုမျိုးတွဲလိုက်ကြတာပေါ့နော်တွဲလိုက်ကြရင်လည်းဟိုဘယ်လိုခေါ်မလဲတန်ရုံးစင်ဖြစ်ကုန်သွားတာပေါ့နော်တန်ရုံးစင်ဖြစ်သွားကြတဲ့ခါကျတော့ဒါချစ်သူဆိုတာတဲ့ကိုဟိုတငယ်ချင်းတဲ့ရင်းနဲ့ဟိုမိဘဆွေမျိုးတဲ့ပို့ပြီးတော့ရင်းနေတဲ့မိတ်ဆွေအရင်ပေါ့နော်ဟိုချစ်သူဆိုတာတဲ့အဲ့လိုမျိုးယူဆလို့ရပါတယ်ဟုတ်မာရကန်ကောင်းပါတယ်ဘာပြောအမိုက်စားတွေပဲတွေ့ရတယ်ကိုရီးယားလိုမဟုတ်ဘူးကိုရီးယားမာယိုအားကြဆိုလို့သူအလကားပါတဲ့အမှန်တကယ်တော့ဟိုဒီအရာတိုင်းမှာတော့ဟိုစိတ်သက်အားဖြင့်ဟိုစိတ်တိုင်းမကြတာတွေဝမ်းနည်းစရာရှိတာတွေပူဆွေးစရာရှိတယ်အားလုံးကြုံနေရတာပဲပေါ့နော်ဟုတ်တယ်အဲ့ဒါတော့ဟုတ်တယ်တကယ်တမ်းကျတော့တယောက်တည်းနေနေတာတော့ပိုကောင်းတယ်မာကြီးတော့မသိဘူးကိုလည်းမနေနိုင်ဘူးလို့သာအခုလက်ရှိမှာတယောက်တည်းနေတာကကိုဘွားတဲ့ပို့အသင့်တော်ဆုံးဖြစ်မယ်လို့ကိုပေါ့လေဟုတ်တယ်ဆုံးဖြတ်တယ်ပေါ့နော်အဲ့လိုစဉ်းစားထားကံမကောင်းဆိုတာလေဒီလိုပါဟိုမိုင်းတို့ကကြတော့မိန်းကလေး size ဆိုတဲ့ခါကျတော့ဟိုဘယ်လိုခေါ်မလဲမိန်းကလေးမဟုတ်ပြီတော့ညာလဲမိန်းကလေးတွေလိုနေတဲ့ခါကျတော့ကိုချစ်တဲ့ယောက်ျားလေးအပေါ်မှာမိန်းကလေးတယောက်ခံစားမှုမျိုးမိန်းကလေးတယောက်ဟိုအယူဆမျိုးပေါ့နော်ပိုင်ဆိုင်ခြင်းနဲ့တဝင်းတူတယ်တခြားတယောက်နဲ့ဖောက်ပြန်တဲ့ခါလက်မခံနိုင်တာမျိုးတွေဆိုတော့ယောက်ျားလေးတော်တော်များများဘယ်လိုခေါ်မလဲဟိုအဲ့လိုမျိုးပေါ့နော်မမြင်သလိုမတွေ့သလိုနောက်ကမှလောက်ကြတဲ့အခါကျတော့မိုက်တို့အနေနဲ့ခွင့်မလွတ်နိုင်တာမျိုးရှိတယ်လက်မခံနိုင်တာမျိုးရှိတယ်အဲ့ဒီခါမှာဟိုဘယ်လိုခေါ်မလဲနောက်ပြီးဆုံးဟိုမတတ်နိုင်လို့လက်လျှော့ပေးလိုက်ရတယ်နော်လက်လျှော့ပေးလိုက်ရတယ်ဒါပေမဲ့ဟိုဆက်လက်တွဲဖို့ကြတော့လေသူတို့ရဲ့ပြစ်ချက်အပေါ်မှာကိုလက်ခံနိုင်တဲ့အနေအထားမရှိတဲ့အခါကျတော့ဘယ်လိုလမ်းခွဲတဲ့ဟိုနေရာအထိပေါ့နော်အဆင့်ထိရောက်သွားကြတာပဲအခုကန်ကောင်းနေရဆိုတော့ကိုယ့်ဘက်ကိုပဲလှအောင်ပဲနေလိုက်တော့တယ်အခုကတော့လေအခုကအကန်ကောင်းဆုံးဖြစ်ပေါ်တော့ကိုယ့်ဘက်ကိုပဲနေလိုက်တော့တယ်မချစ်တော့အချစ်စစ်ကလည်းရှားသွားနေတူတယ်အဲကြတော့လေမအရင်တော့အချစ်စစ်ဆိုတာရှိတယ်မြဲကြတယ်ဆိုတော့အခုကလည်း9နှစ်နဲ့လည်းကွဲကြတာပဲ10နှစ်နဲ့လည်းကွဲတာပဲအခုလက်ရှိအချိန်တွေမှာဟိုမိမယောက်ျားအစ်စ်တွေတာမှအိမ်အောင်ပြုတ်ပြီးလို့ရှိရင်ကွဲသွားတာမျိုးရှိတယ်နောက်ချစ်သူကြီးစား4-5နှစ်တွဲလဲအချိန်တန်းတော့လဲကွဲသွားကြပြီဆိုတော့ဒါကဟိုမကြီးတို့ဗုဒ္ဓဘာသာရဲ့ဟိုတရားရဆိုရင်ဒီမမြဲတဲ့တရားတွေပဲပေါ့နော်မမြဲတဲ့တရားတွေဆိုတော့ဘယ်ရမှမမြဲဖြစ်ပြီးပြတ်ကြမှာပဲအဲ့တော့အဲ့ဒီပုံမှာကိုကကြိုးတိထားတယ်ဆိုလို့ရှိရင်စိတ်ကိုပြင်ဆင်ထားတယ်ဆိုရင်ခံစားတတ်တာပေါ့နော် No ကိုတော့ကြိုက်နေတူမိုင်းအထင်မလွဲနဲ့အဲ့ဒါမဟုတ်ဘူးကိုပစ္စည်းမဟုတ်ဘူးအဲ့ဒါသူလည်းအခုတော့သူလည်းစင်ကန်တူတယ်နောက်ကျရင်သူများပစ္စည်းပဲဖြစ်တာလူတွေကကိုယ့်သာထင်တာကိုပစ္စည်းလို့ထင်ကြကိုပိုင်နေလို့ထင်ကြအမှန်တကယ်တော့ကိုဟာမဟုတ်ဘူးသူနဲ့အရင်ဆုံးနေခြင်းလို့သူတို့လန်နေတာမဟုတ်ပါမဟုတ်တာမိုင်းရဲ့အိမ်ပြောင်းသွားဝမ်းသာပါတယ်မိုင်းလည်းသဘောတူတယ်မိုင်းမဟုတ်တာမဟုတ်ပါဘူးမလည်းဘာလို့မှမပတ်သက်ပါဘူးဟိုလူတယောက်ရဲ့ဘဝမှာလေဟိုဒီအချစ်တစ်ခုတည်းယောက်ျားတစ်ခုတည်းနဲ့ပြီးသွားတာမဟုတ်ဘူးလေပတ်ဝန်းကျင်ရှိတယ်ပြီးတော့ကိုယ့်ရဲ့လူမှုဘဝပုံစံရှိတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဟိုဘာသာထုံးတမ်းစင်လာအရာဟိုပေါ့ဒီကောင်းမှုကုသိုလ်လုပ်တာမျိုးတွေရှိမယ်ဟိုလှူဒန်းတာမျိုးတွေရှိမယ်ပြီးရင်ဟိုညာတကာနေစတင်ကဟောဆိုတဲ့ဆွေမျိုးညီကိုမောင်တို့မှစောင့်ရှောက်ရတာမျိုးရှိတယ်ပြီးလို့ရှိရင်တငယ်ချင်းအပေါင်းအသင်းပေါ့နော်တငယ်ချင်းအပေါင်းအသင်းနေနဲ့လည်းအချိန်ပေးဖို့လိုတယ်ဆိုတဲ့အခါကျတော့ဟိုမလိုဘူးလားဆိုတော့လိုအပ်ပါတယ်ဟိုမရှိပဲရလားဆိုတော့လည်းမရအောင်ပေါ့သို့တော့ဟို तू မရှိရင်မဖြစ်ပါဘူးဟို तू မရှိရင်ငါကတတ်သိလိုက်မယ်ဆိုလောက်တဲ့ထီတော့လဲဟိုညံမဲ့စရာမလိုဘူးပေါ့နော်အုံနောက်ဟိုမဲ့စရာလည်းမလိုဘူးပေါ့နော်ဟိုတစ်စိတ်တစ်ပိုင်းဘဝတစ်စိတ်တစ်ပိုင်းမှာလိုအပ်တယ်ဒါပေမဲ့မရှိဘူးလားဆိုတော့လည်းရတယ်အဆင်ပြေအောင်လို့
ကိုနေလို့ရပါတယ် ဟုတ်တယ်မအောင်ပဲမရှိဘဲနဲ့နေနိုင်လားလို့ပြောလို့ရှိရင်လည်းနေနိုင်တဲ့ခါလဲနေနိုင်တာပေါ့နော်တခါစီကြလို့ရှိရင်လည်းလိုချင်တာမျိုးရှိရဲ့ဘာလဲဆိုတော့တခါကြရင်အထီးကျန်တာမျိုးရှိရဲ့အဖို့လိုချင်တာမျိုးရှိရဲ့မိဘရဲ့တငယ်ချင်းတဲ့ယဉ်နီးခွင့်ရတဲ့သူကိုတန်တာမျိုးလည်းရှိရပါတော့အဲ့အတွက်ကြောင့်လိုချင်တာလည်းရှိပါတယ်ဒါပေမဲ့ခုနောက်ပိုင်းကျတော့တငယ်ချင်းတွေကိုပို့ချိန်ပေးဖြစ်တယ်မိသားစုကိုပို့ချိန်ပေးဖြစ်တယ်ကိုနားမှာတကယ်ရေရှည်တဘဝလုံးကိုယ့်ရဲ့အစိုးကောင်းတည်မြဲစွာရှိမှာတော့တငယ်ချင်းနဲ့မိဘဆိုတာတည်သွားတဲ့အခါမှာမှအရန်ကောင်းလည်းမထည့်တော့ဘူးချစ်သူကိုလေလိုချင်တယ်မလိုချင်ဘူးအရန်တော့မထည့်တော့ဘူးရှိလဲရတယ်မရှိလဲရတယ်နေတတ်အောင်နေမယ်လို့ပဲတွေးလိုက်ပါတယ်မိုင်းတို့လိုလူမျိုးတွေကိုပေါ့နော်လက်ခံပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ချစ်ခင်ပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်လောကကြီးထဲမှာလူအများရဲ့ချစ်ခင်ခြင်းခံရမှုဟာတကယ်ဖျားပေးတဲ့ဆုလက်တစ်ပါးပါပဲကိုမျက်နှာနဲ့မုန်းနေတဲ့ဆဲကျင်နေတယ်ဆိုရင်တော့ဒါကုသိုလ်ကံတော်မကောင်းခဲ့လို့အတိတ်ဘဝမိုင်းတို့မကောင်းနိုင်လို့ခဲ့လို့ဖြစ်ပါလိမ့်မယ်ချစ်ခင်ခြင်းခံရတယ်ဆိုတဲ့အခါကျတော့အဲ့ချစ်ခင်ခြင်းအပေါ်မှာမိုင်းတို့တကယ်ကိုတန်ဖိုးထားပြီးလေးစားပါတယ်အားလုံးကိုလည်းစိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေလို့မိုင်းဆုတောင်းပေးပါတယ်ဟုတ်ဘာပြောအရင်တက်ဆိုင်မတို့ပေါ်မှာအမြင့်ကြီးရဲ့စိတ်တွေချစ်တဲ့စိတ်တွေနဲ့ကြည်ပေးရလို့အများကြီးဖြစ်သွားတဲ့အတွက်မတော့အရန်ကိုဝမ်းသာပါတယ်ရှေ့လျှောက်လည်းချစ်ပေးပါအောင်မတို့အကောင်းဆုံးတတ်နိုင်ဆုံးကြိုးစားနေပါတယ်မတို့လည်းလူသားတွေကလူသားပဲမို့လူသားတယောက်လိုမြင်ပြီးချစ်ပေးပါဒီဟာတွေကမတို့အတွက်အားရည်လည်းဖြစ်ပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်